ကြောင်ရောင်းမှာဈေးရောင်းတဲ့အန်ဒီတယောက်နော်ဈေးရောင်းတဲ့အန်ဒီတယောက်ကျွန်တော်တို့အတန်မြန်မာကနေပြီးတော့သူတိန်း1000ပေါက်တယ်တိန်း1000ပေါက်တယ်ကန်ဆယ်မဲတိန်း1000ပေါက်ပြီးတော့အဲ့ဒီတိန်း1000ကိုကန်ဆယ်မဲပေါက်တဲ့အကြောင်းကိုသူ့ကိုလှမ်းပြီးတော့ announce လုပ်တဲ့အချိန်အကြောင်းကြားတဲ့အချိန်ဆက်သွယ်တဲ့အချိန်မှာအကြောင်းမျိုးမျိုးကြောင့်သူ့ဘက်ကနေပြီးတော့ပြန်ဖြေဖို့အတွက်အဆင်မပြေဘူးဒါကြောင်းပြချက်တွေတော့ရှိတယ်သူ့ရှိမှာသူ့ဟာနဲ့သူ့ကြောင်းပြချက်တွေသူတို့ရှိတယ်သူနားသိမ့်မကောင်းတာတို့ဈေးဝယ်ကျနေတာတို့အများသောအားဖြင့်သူပြောပြတဲ့ဟာတွေလည်းရှိတယ်နောက်တစ်ဖက်မှာဆိုလို့ရှိရင်အတန်ဘက်ကနေလည်းတာဝန်ကြီးတယ်သူ့ကို4ချိန်5ချိန်နီးပါးလောက်ဖုန်းခေါ်ပြီးတော့အကြောင်းကြားပေးတယ်သူ့ဘက်ကပြန်ဖြေတာအဆင်မပြေတာကြောင့်ရောသူတို့ဘက်ကစီကံတမက်ချက်တွေကြောင့်ရောဒီစုကမပေးပြစ်လိုက်ဘူးပေါ့ဗျာတိတာဒီကိစ္စကိုကျွန်တော်အကျေချဲ့ပြီးပြောနေတာမဟုတ်ကျွန်တော်အကျေချဲ့ပြီးပြောနေတဲ့ကိစ္စကဘာလဲဆိုလို့ရှိရင်အဲ့ဒီ post ရဲ့အောက်က comment section ကျွန်တော်တို့လူတွေအများကြီးရယ်နော်လူပေါင်းများစွာရဲ့ comment တွေကိုအဲ့ post ရဲ့ comment section မှာခင်ဗျမြင်ရလိမ့်မယ်။ဘာတွေ့ရလဲဆိုလို့ရှိရင်လူတွေရဲ့ဒီ attitude ပေါ့ဗျာတိတာသူတို့ရဲ့ခံစားချက်လောကကြီးကိုသူတို့ဘလို့ရှုမြင်လဲဆိုတဲ့ဟာကိုသူတို့ comment တွေကနေတစင်ကျွန်တော်တို့လွတ်လွတ်လပ်လပ် share လုပ်ပေးနေတာတိတာကျွန်တော်တို့ကရှေ့လျှောက်ကိုယ့်ရဲ့အောင်မြင်မှုပန်းနိုင်ဘဝခရီးကိုသွားနေတဲ့အချိန်ကျွန်တော်တို့လူတွေအကြောင်းကိုကောင်းကောင်းသိဖို့လိုအပ်တယ်လူကဲခတ်တတ်ဖို့လိုအပ်တယ်လောကကြီးမှာခင်ဗျာရှင်တန်နေသမျှကာလပတ်လုံးလူကဲခတ်ခြင်းဆိုတဲ့ပညာရက်ကိုခင်ဗျာတစ်ဖက်ကန်းခတ်တတ်ထားမယ်ဆိုလို့ရှိရင်ခင်ဗျာတို့အများကြီးပို့ပြီးတော့လွယ်ကူမှုရှိလိမ့်မယ်အဲ့တော့ခုန comment section ကြောင့်ကျွန်တော်ပြန်သွားအောင် comment section မှာလူတွေအများကြီးထောင်တောင်းမက comment တွေခင်ဗျာမြင်ရလိမ့်မယ်အမျိုးအစားအပြင်တိတ်ထွေးတူးမရှိဘူးအဲ့ comment တွေများသွားပြီ၄မျိုးတော့ပဲရှိတယ်နံပါတ်1တစ်မျိုးကဘာလဲဆိုတော့အန်တီကိုတနာတဲ့အဖွဲ့ရှိမယ်ဒါကိုကျွန်တော်တို့ကဘယ်လိုပြောမလဲဆိုလို့ရှိရင် positive attitude ရှိတယ်လို့ခေါ်တယ်တဲ့လူသားချင်းဆိုင်ရာခင်ဗျားတို့စိတ်ခံစားချက်ပိုင်းဆိုင်ရာကောင်းတဲ့ဘက်ကကြည့်ပေးတာတဲ့ဘယ်ကံတော့မဆိုကျွန်တော်တို့ positive attitude အကောင်းမြင်ပေးရတဲ့ခင်ဗျားတို့လူကောင်းဖြစ်ခိုင်းတာမဟုတ်ဘူးเนาะတဲ့ခင်ဗျားနေရာတကာကောင်းပေးနေမှရမယ်ဆိုပြီးတော့ပြောတာမဟုတ်ဘူး positive attitude နဲ့လူတွေကအခုနောက်ပိုင်းမှာကျွန်တော်တို့ပြောင်းလဲလာတဲ့ society ရကျွန်တော်တို့အရန်ကောင်းနေတဲ့လူတွေဆိုရင်လူတွေတိတ်တဘောမကြတော့ဘူးသိတယ်လူတိုင်းနဲ့တဲ့နေလို့ရှိရင်ဒီကောင်ကတခုခုလိန်နေတာတို့လူတိုင်းနဲ့အဆင်ပြေနေတယ်ဆိုရင်ဒီကောင်ကမယိုးသားတဲ့ကောင်တို့အခုနောက်ပိုင်းပြောင်းလဲလာတဲ့ society ရအဲ့ပုံနဲ့တမုတ်ကြတယ်အဲ့ပုံနဲ့ခေါ်ကြတယ်အဲ့လိုဖြစ်ဖို့အတွက်ခင်ဗျာ positive attitude ရှိနေဖို့မလိုအပ်ဘူးကျွန်တော်ခုနပြောတဲ့ positive attitude ဆိုတာအဲ့လိုဆက်ဆံနေထိုင်ပုံမျိုးကိုပြောတာမဟုတ်ဘူးကိုယ့်ဘက်ကအကောင်းရှုမြင်ပေးရမယ်ကိစ္စတခုသိတယ်လူတိုင်းပေါ်မှာကောင်းမြတ်တယ်မလို့ကိစ္စတစ်ခုခုဖြစ်သွားလို့ရှိရင်ထားပါတော့ခုနကိစ္စကျွန်တော်တို့အတန်ကနေ price ပေးတဲ့ကိစ္စမှာမရလိုက်ဘူးဒါကျွန်တော်တို့လူသားချင်းစာနာမှုရကျွန်တော်တို့ DND ကိုတနာပေးရအောင်သိတယ်ဒါလိုအပ်တယ်ဗျခင်ဗျာလူတယောက်ရှင်တန်နေတဲ့လူတယောက်နှလုံးသားနဲ့အုံနောက်ပေါင်းဆက်ပြီးဖွဲ့စည်းရတဲ့လူတယောက်ဆိုလို့ရှိရင်ဒါတနာပြကိစ္စသိတယ်လမ်းမေးမှာဈေးရောက်နေတဲ့မိန်းမတယောက်သူ့ဘဝမှာမထင်ထားတဲ့မမျှော်ထားတဲ့ကန်ဆန်းမှုတစ်ခုပေါက်သွားတယ်ဒါပေမဲ့ဘာဖြစ်လဲကျွန်တော်တို့မရလိုက်ဘူးဒီမျိုးသမီးမရလိုက်ဘူးအ ਨੇ ဆုံးတော့ခင်ဗျာစိတ်မကောင်းဖြစ်ပေးရမယ်သူ့အန်သူဘာအကြောင်းကြောင့်ဖြစ်ဖြစ်သူ့အန်သူဖုန်းသက်ခံတာအဆင်မပြေလို့ဖြစ်ဖြစ်နားမလည်လို့ဖြစ်ဖြစ်သိလားတစ်ဖက်ကလူကအကြောင်းကြားတယ်ဟိုဘက်ကလည်းတာဝန်ကြီးတယ်ဒီဘက်ကလည်းနားမလည်တဲ့လူအကြောင်းအရာနှစ်ခုတိုက်ဆိုင်သွားလို့ဒီကိစ္စကြီးကမဖြစ်သွားဘူးအကယ်၍များသာဖြစ်သွားခဲ့လို့ရှိရင်သူ့အတွက်ဘယ်လောက်ကောင်းမလဲဆိုပြီးတော့ခင်ဗျာမူရိတာပွားပေးနိုင်ရမယ်ခင်ဗျာလူဆိုရင်ခုနကျွန်တော်ပြောသလိုအုံနောက်နဲ့နှလုံးသားပေါင်းဆက်ပြီးဖွဲ့စည်းရတဲ့လူစစ်မှန်တယ်ဆိုရင်အဲ့လိုအ ਨੇ ဆုံးတော့ခင်ဗျာတနာညာတာသိဝင်သွားသိလားကွန်မန့်တော်မမှန်တယ်ပြဿနာမရှိဘူးအ ਨੇ ဆုံးတော့ခင်ဗျာဒီမျိုးသမီးကိုစာနာစိတ်တွေဖြစ်သွားတယ်အော်သူ့နေရာမှာငါဆိုရင်သိတယ်သူကလည်းသူအုံနောက်ပဲမကောင်းစာပဲမတက်ခင်ဗျာသူ့နေရာမှာဆိုရင်ခင်ဗျာစဉ်းစားကြည့်နည်းနည်းလေးအခြေချက်ပြီးစဉ်းစားကြည့်လိုက်လို့ရှင်ထားပါတော့ဒီမျိုးသမီးကဒါအခုတိရတဲ့လောက်သတင်းနေရဆိုရင်တော့အပြူကြီးလားပါလားမသိဘူးပေါ့ဗျာအကဲများတော့သူ့မအိမ်အောင်ရှိခဲ့တယ်ဆိုရင်ခင်ဗျာစဉ်းစားကြည့်တာသမီတွေရှိမယ်သိလားလမ်းမီစီးရောက်နေတယ်ဆိုရင်သူ့အိမ်ရဲ့ဝင်ငွေအခြေအနေကိုခင်ဗျားတို့ခံမှန်းကြည့်လို့ရတယ်သိလားတကူတဲ့သမားဆိုလို့တိတ်ပြဿနာမရှိဘူးဆိုတာမှန်ပေမဲ့တကူတဲ့သမားမဟုတ်ဘဲနဲ့မိသားစုအတိုက်ဝင်တဲ့ဂျင်းတဲ့ချက်ထဲမှာရွှေ့ပြီးလှုပ်တောက်ရှားကျင်လည်နေရတဲ့လူမျိုးဆိုလို့ရှိရင်အခုလိုခက်ကာလာကြီးမှာအဲ့ဒီငွေအမောင်းကကျွန်တော်တို့တော်တော်လေးစကားပြောတယ်ဒါဒီအချိန်တွေကိုကျင်လည်ဘူးတဲ့လူတွေဖြတ်တန်းမှုတဲ့လူတွေ
နီးနီးစက်သက်ရှိတယ်ဆိုတဲ့လူတွေဆိုလို့ရှိရင်ကောင်းကောင်းသိတယ်အခုကျွန်တော်ပြောပြတဲ့အချက်ကိုအဲ့တော့ခမရအ ਨੇ ဆုံးတော့လူသားချင်းစာနာထောက်ထားမှုရာတနာညတာစိတ်ဝင်ပေးရမှာဒါမလို့ပေါ့ကွာစောက်ဖို့ငါတည်းမဆိုင်ဘူးဆိုရင်ရှောက်မပြောနဲ့လိုအပ်တယ်ဒီကိစ္စဟာအဲ့ဒီလို positive attitude မျိုးကခမရနှလုံးသားထဲမှာကိန်းအောင်နေမှခမရရှေ့လျှောက်ဘဝကြီးကိုဖျက်ဆီးတဲ့အချိန်မျိုးမှာခမရကောင်းတာတွေလုံးမိမှာကောင်းတာတွေလုံးဖို့စံနာရှိမှာခမရကြောင့်လူတွေကောင်းလာနောက်တစ်ဖွဲ့ရှိတယ် comment section မှာဘလိန်းနဲ့ဖွဲ့ဘလိန်းနာမဟုတ်အဲ့ဒါကျတော့ negative attitude လို့ခေါ်တယ်သိတယ်ပြောတာအံ့ဩဖို့ကောင်းလို့တယ်ဗျခင်ဗျာကျွန်တော်တကယ်တချို့ comment တွေဖတ်ပြီးတသိန်းထားဒီမျိုးသမီးကိုပူသူပတ်သက်ပြောတတ်တယ်ရှိပူသူပတ်သက်ဆိုအော်ဖုန်းပြရမှာစောက်သုံးမကြတာမရတာတော့နေသေးဟာဒါမလောက်ပါဘူးဗျသိလားကျွန်တော်တို့ကိုမရလို့သူများမရလို့အရာရာကိုလူချင်းပြီးတော့ပဲခင်ဗျာသူများအောင်မရသေးခြင်းနဲ့စိတ်မျိုးမရှိရဘူးသိလားကျွန်တော်တို့မှာပေးကမ်းခြင်းနဲ့စိတ်တွေရှိရမယ်ကျွန်တော်တို့မှာမျှဝေခြင်းနဲ့ခံစားချက်တွေရှိရမယ်ကျွန်တော်လူသားတွေမှာလူတဲ့ဆန်နဲ့ခံစားချက်တွေမမြင်ရတော့ဘူးယင်လို့သိတယ်ကျွန်တော်တို့ကတဖြည်းဖြည်းချင်းဘာဖြစ်လဲဆိုတော့တရိษံတွေနဲ့တူလာလူသားတွေကခုနောက်ပိုင်းမှာခင်ဗျကြည့်လိုက်တရိษံနဲ့လူနဲ့လက်ရှိမှာကွာခြားချက်အရန်အများကြီးမရှိတော့အရင်တော့လူသားတွေမှာကျွန်တော်တို့ခုနကျွန်တော်တို့ပြောတယ် positive attitude လူသားဆန်မှုပြသိလားအဲ့ဒါခင်ဗျတင်ပြီးလို့မရအောင်မွေးဖွားယူရတာကိုစိတ်ထဲမှာခင်ဗျမူရိတာပွားနိုင်အောင်ကြိုးစားသိတယ်မျှဝေခြင်းတဲ့စိတ်တွေခုနကျွန်တော်ပြောသလိုလူဆိုရင်လူချင်းချင်းကျွန်တော်တို့မျှဝေခြင်းတဲ့စိတ်မျိုးလူချင်းချင်းတော့မဟုတ်ဘူးကျွန်တော်တို့ခင်ဗျဘာသာတရားတိုင်းမှာရှိတယ်ဗုဒ္ဓဘာသာမှာလည်းရှိတယ်ကျွန်တော်တို့အစ္စလာမ်မှာလည်းရှိတယ်ခရစ်ယာန်မှာလည်းရှိတယ်လူချင်းချင်းတော့မဟုတ်တိရစ္ဆာန်တွေအစားကျွန်တော်တို့ညှတာထောက်ထားဖို့ဒါကျွန်တော်တို့လူသားဆန်တယ်ဆိုတဲ့အချက်ကိုပြဖို့ကဒီအချက်ပဲရှိတာခင်ဗျလူဖြစ်နေရခြင်းရဲ့အကြောင်းရင်းကဒီပုံမှာအခြေခံနေတာအဲ့လိုမှမဟုတ်ဘဲနဲ့ခင်ဗျခုနကိစ္စလိုဗျ comment section မှာမရတာတော့နေသေးတယ်ဟောတဲ့ပြီးတခြားပြောတာရှိသေးတယ်အစုံမဲ့ကျွန်တော်ထပ်မဖတ်ပဲခြင်းတော့အများကြီးပဲပြောတာတခုဒီနေရာမှာသူတို့သတိမထားမိတာဗာလဲဆိုတော့ဒါလူတိုင်းဝင်ဖတ်လို့ရတဲ့နေရာပဲသိလား comment section post တစ်ခုရဲ့အသက်က comment section ပဲ post တစ်ခုရဲ့အသက်က comment section လို့ဘာကြောင့်ပြောလဲဆိုလို့ရှိရင် post တင်တဲ့လူကသူရေးတဲ့ post တစ်ခုသူတူဦးရဲ့အကြောင်းအရာသူခံစားချက်ကိုပဲသူကဖွင့်ပြလိုက်တယ် comment section ကဘာကြောင့်တက်လို့ပြောလဲဆိုလို့ရှိရင်အဲ့မှာခမရဝင်စီလူပေါင်းများစွာရဲ့သူတို့ရဲ့ခံစားချက်သူတို့ရဲ့ရင်ထဲရဲ့ attitude သူတို့လူတွေကိုသတိမထားမိပဲနဲ့သူတို့ share ပေးမိနေတာခုနကကျွန်တော်ပြောသလို comment မှာကောင်းရကောင်းကြောင်ဝင်မေးသွားတယ်လူဝင်ပြောသွားတယ်လူဒါကျွန်တော်မြင်တာကိုပြောပြတာเนาะမြင်တဲ့အပိုင်းကိုလက်တလို့မြင်သွားတဲ့ဟာကြောက်ဖို့လူတွေဘယ်တော့ကောင်းနေလဲဆိုတော့ရှင်းပြတာအကောင်းမြင်တဲ့လူအဲ့ဒီမိန်းမကိုတနာတဲ့လူကတဝက်လောက်ရှိတယ်နောက်တစ်ဝက်လောက်ကကြတော့ကျွန်တော်ခုနကျွန်တော်ပြောသလို negative attitude နဲ့ကောသိလား negative thinking နဲ့ကောဘူးကောင်းနေကြောက်ဖို့ကောင်းတယ်သိလားအဲ့ဒါတသိန်းထားဖို့ကောင်းတယ်ရှိတယ်เนาะကျွန်တော်ပြောပြမယ်နားထောင်ဒီမိန်းမကြီးမရတော့ပျော်တဲ့ကောင်ရှိတယ်ပြီးသွားရင်ဟိုဘယ်လိုပြောမလဲပဲကြီးလော်ကြစားသိလားဝင်းရောင်းတာဝင်းငံတာလို့ခေါ်တယ်ဗမာလူရဲပြောလို့ရှိရင်ဟိုရောင်ဒီရောင်အဲ့လိုကောင်တွေတက်တစ်ဖွဲ့ရှိတယ်ပြီးတော့လို့ရှိရင်ခုနတက်သိန်းထားဖို့ကောင်းတယ်ဆိုတဲ့အချက်မျိုးကအဲ့ဒါဖြာခင်းတဲ့အဖွဲ့သိတယ်ဖြာခင်းတဲ့အဖွဲ့ဘယ်လိုကြုံမှုမှာပါခုနောက်ပိုင်းနေသိတယ်ဖြစ်နေတဲ့အကြောင်းအရာနဲ့ရောရေးထားတဲ့ post နဲ့ရောသူဝင်ပြောတဲ့အကြောင်းအရာနဲ့ရောစောက်တလွဲဘာတိုက်ဆိုင်မှုမှမရှိဘူးဖြာဝင်ခင်းတာအဲ့ဒီ comment section မှာရှိတဲ့လူတွေထဲမှာတယောက်ယောက်က comment တွေဝင်ဖတ်နေသူ comment ကိုဖတ်မိလို့ရှိရင်သူလိုချင်တဲ့အကြောင်းအရာကိုညှိလာမလားဆိုပြီးဖြာဝင်ခင်းတဲ့အဖက်ရှိဖြာဝင်ခင်းတဲ့အဖွဲမှာဒါရွှန်စရာကောင်းတယ်လို့ပြောလို့ရတယ်သိလားဘာလဲဆိုတော့ဒီဖြာဝင်ခင်းတဲ့အဖွဲမှာလူဒန်းသားမျိုးစုံရှိတယ်ရီးသားရှာတဲ့ကောင်ရှိတယ်သိလားတဏှာအကြောင်းပြောတဲ့ကောင်ရှိတယ်သိလားစိတ်ဝင်စားတဲ့ကောင်သူနဲ့ညှိပါသေးဆိုပြီးဝင်ပြောတဏှာအကြောင်းပြောတဲ့ကောင်ရှိတယ်လေးနေ share တဲ့ကောင်ရှိတယ်ကိုကြိုးစီးပွားအတွက်ကျွန်တော်တို့တခြားထားပါလို့ Bitcoin တို့ reference ရှာတာတို့အဲ့လိုကိစ္စတွေအတွက်ဖြာဝင်ခင်းတဲ့ကောင်ရှိတယ်ဒါအဲ့ link ပို့တဲ့ကောင်တွေပြီးသွားလို့ရှိရင် marketer တွေသိလား marketing လုပ်တဲ့လူတွေစီးပွားရေး marketing သမားတွေဒီဟာနဲ့နီးဆက်မှာဘာရှိမလဲဆိုတော့သူတို့ခံမှန်းတယ်ပြီးသွားလို့ရှိရင်အဲ့ဒီဟာနဲ့တိုက်ဆိုင်မဲ့သူတို့စီးပွားမှာရှေ့အောင်နေတဲ့ product သူတို့ရောက်စီးပွားမှာရှိနေတဲ့အရာကိုအကြောင်းအရာကိုအဲ့ဒီလိုပွဲဖြစ်နေတဲ့ကိစ္စမျိုးတွေသိလားလူတွေရဲ့စိတ်ခံစားချက်ပိုင်းဆိုင်ရာဟိုဘက်ဒီဘက်ပြေးနေတဲ့အချိန်မျိုးတွေမှာဝင်ပြီးဖြာဝင်ခင်းတယ်သိလားဒါလုံးဝမကိစ္စမဟုတ်ဗျာလူတွေကအခုနောက်ပိုင်းဘာဖြစ်လဲဆိုတော့စောင့်ထိန်ရမယ့်ကျင့်ဝတ်တွေအသစ်တွေမရှိကြတော့သိလား
ကျွန်တော်တို့ရိုးသားရမယ်ကျွန်တော်တို့ကအလုပ်တစ်ခုခုလုပ်တဲ့အချိန်မှာကျွန်တော်တို့တမာတမတ်ရှိရမယ်ရိုးသားရမယ်ခင်ဗျားရဲ့ state ကဖြူစင်ပြီးခုနလို positive attitude တွေ gain out နေတဲ့နှလုံးသားတစ်ခုဖြစ်ရမယ်ခုနကျွန်တော်နံပါတ်1အဓိကပြောချင်တဲ့အချက်ကဘာလဲဆိုတော့ကျွန်တော်တို့လူသားဆန်မှုတွေပို့ပြီးလိုအပ်နေပါတယ်အရင်တော့လိုမျိုးကျွန်တော်တို့လူချင်းချင်းရိုင်းမဲကူညီကြတယ်တောင်းနဲ့ကူညီထောက်ထားတာစာနာထောက်ထားတာတွေအ ਨੇ ဆုံးမဆိုစိတ်ခံစားချက်ပိုင်းဆိုင်ရာလှမ်းပြီးတော့ကျွန်တော်တို့တနာပေးတာတွေအခုဒီဗီဒီယိုကြည့်နေတဲ့ခင်ဗျားလေကိုစဉ်းစားပါငါဘယ်အဖွဲ့တွေမှာပါတယ်ငါ positive attitude ရှိတဲ့ကောင်လား negative attitude ရှိတဲ့ကောင်လားမဟုတ်ရင်ခုနပဲကြည့်လို့ကြားစားလားဒါမှမဟုတ်ခုနလိုဖြာဝင်ခင်းတဲ့ကောင်လားသိလားခင်ဗျားစဉ်းစားပါကျွန်တော်တို့ဘယ်အခြေအနေမှာရှိတဲ့လဲဆိုတော့လေကိုခင်ဗျားတို့ဆုံးဖြတ်ပါလူသားဆန်မှုတွေကျွန်တော်တို့အများကြီးပျောက်ဆုံးလာပြီအဲ့ဒီပျောက်ဆုံးလာခြင်းရဲ့နောက်ဆက်တွဲတွေကိုလည်းကျွန်တော်တို့မျက်ဝါးအထင်တွေခံနေကြရပြီအဲ့တော့အကုန်လုံးသိပါတယ်ကျွန်တော်တို့လူဆိုတာလူဖြစ်နေရအောင်သိတယ်အခုကျွန်တော်ပြောတဲ့ဗီဒီယိုကြည့်မင်းရောဘာကောင်လဲဆိုပြီးကျွန်တော်မထင်ပါနဲ့ကျွန်တော်လည်းလူတွေကိုလူသားဆန်သိပို့ပြီးတော့ရင်ရထက်မွေးဖွားလာအောင်ကျွန်တော်ကူညီမြဲတတ်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်မြင်တဲ့ဟာကိုမြင်တဲ့အတိုင်းကျွန်တော်ကအရှိကိုအရှိတိုင်းတဲ့ပြောမှာတချို့စကားလုံးတွေရိုင်းတာပါကောင်းပါဝါနိုင်တယ်တိုက်ဆိုင်နေတာမျိုးရှိခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်စိတ်မဆိုးပါနဲ့ကျွန်တော်မြင်တဲ့အတိုင်းပဲပြောပြတာပါတခါလေးလည်းတောင်းပန်ပါတယ်ဒီနေရာကနေပြီးတော့เนาะတခြားသိကျင်တဲ့အကြောင်းအရာတွေတခြားစိတ်ခံစားချက်ပိုင်းဆိုင်ရာတွေကိုလည်းကျွန်တော်နောက်ဗီဒီယိုတွေမှာတဖြည်းဖြည်းချင်းကျွန်တော်စိတ်ထဲမှာရှိနေတဲ့ပုံစံနဲ့အရှိကိုအရှိတိုင်းကျွန်တော်ဗီဒီယိုထဲမှာ share လုပ်ပေးပါမယ်ကျွန်တော် channel လေးကိုစိတ်ဝင်စားတယ်ဆိုရင် subscribe လုပ်ပါပေးလို့ရပါတယ်ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်လည်း share လုပ်ပေးပါလို့ရပါတယ်ဗျကျေးဇူးများတင်ပါတယ်ဆုံးဖြတ်ပြီးတဲ့အတွက်